ရွှေမြို့တော်၏ကျိန်စာတောင်တန်းကြီးများအကြားရွှေရောင်လင်းတန်းများထွက်ပေါ်နေသောရွှေမြို့တော်သည်ရှေးခေတ်လူသားတို့၏ဂုဏ်ယူစရာနေရာတစ်ခုဖြစ်သည်သို့သောထိုမြို့ကိုမရနက်ဟုခေါ်သောနတ်ဆိုးကြီးကကျိန်စာဖြင့်ဝါမြို့ခဲ့ပြီးမြို့သူမြို့သားအလုံးကြောက်ဖြစ်ရုပ်ကြွင်းများအတွင်ခဏချင်းတိမ်ကောသွားသည်ထိုအချိန်တွင်ရွှေမြို့တော်၏နောက်ဆုံးမင်းသားအာနုယနှင့်သူ၏တစ္ဆာရှိစစ်သည်ဇာနီတို့သည်မရနက်၏အစွမ်းကိုချိုးဖျက်ရန်စတင်ခီးထွက်ကြသည်ရှေးဟောင်းကျမ်းစာတစ်စောင်တွင်မရနက်ကိုနိုင်ရန်အလင်းသားနှင့်မှန်ကူးကြောက်လိုအပ်ကြောင်းဖော်ပြထားသည်အာနုယနှင့်ဇာနီတို့သည်မိတောင်ကြီးအတွင်းမှအလင်းသားကိုရယူပြီးသမုဒ္ဒရာနက်ကြီးထဲမှမှန်ကူးကြောက်ကိုရှာဖွေရသည့်လမ်းတစ်လျှောက်တွင်နဂါးများမော်တက်ပညာရှင်များနှင့်ရင်ဆိုင်ရတော့လဲသူတို့၏စိတ်ဓာတ်မကျဘဲဆက်လက်တိုက်ပွဲဝင်ကြသည်နောက်ဆုံးတွင်မန်နက်၏ခံတပ်သို့ရောက်ရှိပြီးအလင်းသားဖြင့်သူ့ကိုထိုးဖောက်မှန်ကူးကြောက်ဖြင့်ကျိန်စာကိုပြန်လည်ဖျက်သိမ်းသည့်ရွှေမြို့တော်သည်ပြန်လည်အသက်ဝင်လာပြီးလူအလုံးကျိန်စာမှလွတ်မြောက်လာကြ